မိသားတစ်ထောင်ကျော်မြင့်မာတဲ့ဂျပိုးပတ်ကောင်ရိုးအက်ပက်ကဲရုံးကပွဲရွာကြီးဟာမြို့ထဲကိုရုတ်တရက်ကျူးကျော်ဝင်ရောက်လာပါတယ်ဒါပေမဲ့ထူးဆန်းတာကမြို့ခံလူထုဟာကြောက်လန့်ခြင်းမရှိရဲစုယုံပြီးပွဲတော်တစ်ခုလိုပျော်ပွဲစားပွဲတွေကျင်းပနေကြတာပါတကယ်တော့နွေရာသီတိုင်းမှာဒီလိုအေယာမှာအင်းဆက်ကြီးတွေပေါ်လာတက်ပြီးသူတို့ရောက်လာချိန်ဟာဒေတာခံပွဲတော်ရဲ့နဲ့အမြဲတမ်းတိုက်ဆိုင်နေတတ်တာကြောင့်အခုဆိုရင်ဒါဟာမြို့ရဲ့ထူးခြားတဲ့ရိုးရာဓလေ့တစ်ခုဖြစ်နေပါပြီအင်းဆက်ကြီးပေါ်လာတိုင်းမှာတော့ဖြစ်ပေါ်လာမဲ့ရှုပ်ထွေးမှုတွေကိုထိမ့်သိမ့်ဖို့လူချို့ကိုတာဝန်ပေးထားသလိုအနာကအရက်သားတွေကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းပေးကြပါတယ်တစ်ချိန်တည်းမှာပဲကျွမ်းကျင်ပညာရှင်တွေကအဲ့ဒီတတဝါကြီးကိုကင်တွယ်ဖို့တာဝန်ယူရပါတယ်အမျိုးသားတယောက်ဟာသူ့ရဲ့ဓာတ်ကိုရုတ်တရက်ပြစ်လွတ်လိုက်တဲ့အခါဓာတ်မှာပါတဲ့တန်ကြိုးကပိုးကောင်ကြီးရဲ့ခြေထောက်ကိုတိတိကျကျရစ်ပတ်မိသွားပါတယ်အဲ့ဒီနောက်သူဟာအမိုးပေါ်ကနေခုန်ချလိုက်ပြီးတောင်တလုံးစာလောက်ရှိတဲ့ပိုးကောင်ကြီးကိုပလက်လန်သွားအောင်အန်ရဖွယ်ရာဆွဲလဲလိုက်ပါတော့တယ်အေယာမခန္ဓာကိုယ်ကြီးမြေပေါ်ကျသွားတဲ့အချိန်ကြောင့်ဖုံမှုတွေအလိမ့်လိုက်တက်လာပြီးသူ့ရဲ့ဖွဲ့ဖော်တွေတောင်ဘာမှမမြင်ရတော့ပါဘူးအမျိုးသမီးတယောက်ကအနီးကပ်သွားကြည့်ဖို့ပြန်တန်းသွားတဲ့အချိန်မှာပဲအဲ့ဒီအမျိုးသားကအပေါ်ကိုခုန်တက်ပြီးသူ့ရဲ့ဓာကြီးနဲ့ပိုးကောင်ကြီးရဲ့ဥချိုကိုတဲတဲမတ်မတ်ထိုးဆိုင်လိုက်ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်ပိုးကောင်ကြီးဟာယူသွမတက်ဖြစ်သွားပြီးသူ့ရဲ့တောင်ပံတွေကိုအားပြင်းပြင်းခတ်ပါတော့တယ်ထွက်လာတဲ့လေပြင်းတွေကအမျိုးသားကိုလွင့်ထွက်သွားအောင်လုပ်နေပေမဲ့သူကတော့သူ့ရဲ့လက်နက်ကိုအကာအကွယ်ဆဲဖဲတယ်တခုလိုတုံးပြီးလေဟုန်တွေကိုတားဆီးထားခဲ့ပါတယ်အဲ့ဒီနောက်သူဟာဓာတ်ကိုထပ်မံပြစ်လွတ်ပြီးပိုးကောင်ကြီးရဲ့ဥချိုကိုဖျက်တောက်ဖို့စ조사ပြန်တယ်ဒါပေမဲ့ဥချိုကအရမ်းမာကြောတာကြောင့်ပိုးကောင်ကြီးရဲ့အနှဲငယ်လှုပ်ရှားလိုက်မှုမှာတင်ဓာတ်ကလွင့်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကလက်မလျှော့ပဲတန်ကြိုးရဲ့အရှိန်ကိုသုံးကဓာတ်ကိုပြန်ရမ်းပြီးပိုးကောင်ကြီးစီကိုခုံဝင်သွားခဲ့ပါတယ်လေထဲမှာမြင့်မြင့်ခုန်တက်ပြီးအရှိန်ဟုန်ပြင်းပြင်းနဲ့နောက်ဆုံးမှာတော့ပိုးကောင်ကြီးရဲ့ဥချိုကိုဖျက်တောက်နိုင်ခဲ့ပါပြီဥချိုပြတ်သွားတဲ့နေရာမှာသူဟာဓာတ်ကိုထိုးဆိုင်လိုက်တဲ့အခါလက်နက်ကနေတောက်ပတ်တဲ့အလင်းဖြူတွေထွက်ပေါ်လာပါတယ်လူတိုင်းအနာသွားရတာကတော့အဲ့ဒီမျိုးသားဟာဖျက်ထားတဲ့ဥချိုကြီးကိုအေယာမဓာတ်ရှည်ကြီးတစ်စင်းဖြစ်ပြောင်းလဲလိုက်တာပါပဲနောက်တစ်စက္ကန့်မှာတော့သူဟာအဲ့ဒီဓာတ်ကြီးနဲ့ပိုးကောင်ကြီးကိုတစ်ချက်တည်းနဲ့အပြတ်သက်နှိမ်နှင်းလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့လူတိုင်းစုယုံပြီးလှပတဲ့မီရှူမီပန်းတွေကိုကြည့်ရှုရင်းပွဲတော်ကိုဆက်လက်ဆင်နေကြပါတော့တယ်